BTS Rose ကိုကြော်ပြီးပထမဆုံး Grammy ဆုရ K-pop Song ဖြစ်လာတဲ့ Golden ဟုတ်ကဲ့ပါရှင်အစင်လာကြီးတဲ့ကမ္ဘာအဆင့်မြင့်ဆုံးဂီတဆုပေးပွဲ Grammy ဆုပေးပွဲမှာ K-pop က2019ခုနှစ်ကနေစပြီးမျက်နှာသာပြီးခံခဲ့ရပါတယ်။အဲ့ဒီနှစ်မှာ BTS အဖွဲ့က presenter အဖြစ်ပထမဆုံးပါဝင်ခွင့်ရခဲ့ပြီး2020 2021 2022ခုနှစ်အထိ3နှစ်ဆက်တိုက် Grammy ဖျော်ဖြေမှုတွေပြုလုပ်ခွင့်ရခဲ့ပါတယ်။ Grammy ဆုသေးစကားတင်တွေလည်းပါဝင်ခဲ့ပေမဲ့မရခဲ့ပါဘူး။ BTS ပြီးရင်တော့အခုနှစ်မှာ Rose က APT သချင်းနဲ့ Grammy ဆုကြီးတွေအပါအဝင်ဆု၄ဆုစကားတင်ပါဝင်ခဲ့ပေမဲ့လွဲချော်ခဲ့ပါတယ်။ဒါပေမဲ့2025ခုနှစ်ရဲ့နိုင်ငံတော်သချင်းလို့တင်စားရမယ် K-pop Demon Hunters ဇက်ဝင်တီသချင်း Golden ကအကောင်းဆုံးဇက်ဝင်တီဆုရသွားပါတယ်။ဒါအပြင် YG သချင်းတွေရဲ့ပဲ့ကရှင် Teddy Over ကဒီ Golden သချင်းနဲ့ပဲ Best Sound Written for Visual Media ဆုကိုရရှိသွားပါတယ်။ဒါကြောင့်2026ခုနှစ်မှာ Golden သချင်းက Grammy သမိုင်းတစ်လျှောက်ဆုရရှိတဲ့ပထမဆုံး K-pop သချင်းဖြစ်သွားပါပြီ။ဒီသချင်းကို EJ, Audrey, Raymi တို့ကတီးဆိုထားတာဖြစ်ပြီးHigh Notes တွေလည်းပါဝင်တာကြောင့်တော်ရုံလူဆိုရခက်ခဲ့တဲ့သချင်းတစ်ပုဒ်ဖြစ်ပါတယ်။2025ခုနှစ်9လပိုင်းမှထွက်ရှိခဲ့တဲ့ဆိုပေမဲ့ record တွေအများကြီးချိုးခဲ့ပြီးပြည်တွင်းစုပေးပွဲတိုင်းမှာဆုရခဲ့ပြီးအခု Grammy ထိပါဆုတက်သိမ်းခဲ့တာပဲဖြစ်ပါတယ်။ K-Celebrate ကြီးရောဒီသချင်းကိုကြိုက်မကြိုက် comment မှာပြောပြပေးသွားပါဦးနော်။